ဒီမိန်းမယူကိုကျေးလက်ချံဝင်းထဲမှာ10နှစ်ကြာကြုံထောင်ထားတယ်။တနေ့လုံးယူမိုက်ရင်နေတယ်။ဘာမှမသိတယ်လို့ထင်ရတယ်။တကယ်တော့ဘယ်သူမှမသိတဲ့ဒီခံခဲ့ရတဲ့အတိတ်တစ်ခုရှိတယ်။ဒီမိန်းကလေးရဲ့မှတ်ဉာဏ်ထဲမှာကို့အမေကိုနှစ်ရှည်လများအိမ်ဝင်းထဲမှာတော့ခတ်ထားတယ်။အမေကတကယ်မွေးကလေးကစိတ်မကြည့်ဘူးလို့ထင်တယ်။အဲ့ဒီနေ့ညထိပဲအမေကအတန်နှိပ်ပြီးအချိန်ချင်းပြောနေတယ်။သူ့ကိုခွင့်ရရင်ထွက်ပြေးဖို့ကြည့်ချူးနဲ့ဖျားเจ้าကိုသွားဖို့အနီရောင်မန်းတွေပွင့်တဲ့နေရာကိုရှာဖို့မိန်းကလေးရဲ့နှလုံးသားပြင်းပြင်းထန်ထန်တုံ့လုပ်သွားတယ်။သူမပထမဆုံးအချိန်တန်တရားဖြစ်မိတယ်။လူတိုင်းပြောနေတဲ့ယူတဲ့အမေတကယ်တော့မယူဘူးလို့ဒါနဲ့သူမဖေဖေနဲ့လူစိမ်းတယောက်စကားပြောတာကိုထပ်ကြားလိုက်ရတယ်“这都12年了，她早就成了个彻头彻尾的疯婆子，连自己叫什么都忘了。”လူစိမ်းတယောက်ကအေးတက်နဲ့မှကြားတယ်။ပြုတ်ဝက်ချက်ကိုတင်းတင်းကြပ်ကြပ်ထားဖို့ကိုတောင်ဝင်ကိုထမ်းဆောင်ရင်ငွေအမြောက်အများရနိုင်တယ်။တစ်ချက်လွဲသွားရင်အကျိုးဆက်ကကြီးမားတယ်။မိန်းကလေးရဲ့စိတ်ထဲမှာတန်တရားတွေပုံများလာတယ်။သူမဖေဖေကိုအမှန်တိုင်းမေးကြည့်တယ်။ဖေဖေကကျေလောင်စွာပြန်អော်တယ်။မမေးနဲ့လူကြီးတွေရဲ့ကိစ္စဖုံးကွယ်လေးသူမပိုသိချင်လေးသူမငွေဆက်ကိုအထက်လိုက်တွေ့ရှိသွားတဲ့အထိအားလုံးကိုရှင်းရှင်းလင်းလင်းမြင်သွားတယ်။ဖေဖေကတာမန်လေသမားတယောက်ပဲ။နေ့တိုင်းပင်ပန်းအလုပ်လုပ်ရတယ်။ဝင်းရည်အတွက်ပဲခဲရင်းစွာရနိုင်တယ်။220တန်ငွေဆက်ကိုတွေစုမိဖို့မဖြစ်နိုင်ဘူး။ပို့ပြီးတုံလို့ဆရာကသူမပုံတပုံကိုတွေးလိုက်ရတယ်။အမေနဲ့အတူတူပဲညလုံးမျက်ခုံးသေးတွေလှပါတယ်။အတွင်ပြင်ကတန်ရှင်းတယ်။ကြီးပွားချမ်းသာတဲ့မိသားစုကသမီးလေးရဲ့အတွင်ရှိတယ်။ဒီခိုက်မှာမိန်းကလေးလုံးထိုးထားသွားတယ်။အမေကယူတာမဟုတ်ဘူး။သူမကိုတမင်တကာဒီမှာချုံနှောင်ထားတာ။နှစ်ရှည်လာများမျက်နှာဖုံးစုပ်ပြီးနောက်ကနေချုပ်ကင်ထားသူကအမေကိုချုံနှောင်ထားတဲ့နဲ့ဆိုပဲ10မိနစ်ကြာယူသွတ်နေတာကဘယ်တော့မှကိုယ်တဘာဝမဟုတ်ဘူး။ဒါဟာအတင်းကျပ်ဖုံးကွယ်ထားရတဲ့ဟန်ဆောင်မှုပဲ။မိန်းကလေးကမိခင်ကိုတိတ်လေးသွားရှာတယ်။အတန်ကိုနှိပ်ပြီးပြောလိုက်တယ်။ကိုကအရာကိုတီးပြီးသွားပြီ။တေချာပေါက်အမေကိုဒီကနေခေါ်ထွက်သွားမယ်လို့မိခင်နဲ့သမီးညင်းတဲ့ချိန်လူမရှိတဲ့အချိန်ကိုအခွင့်ကောင်းယူပြီးမိန်းကလေးကမိခင်ကိုဂယုတစိုက်ခေါ်ထွက်ပြေးတယ်။ဒါပေမဲ့ခလန်းလန်းမှာပဲကင်းလှည့်နေတဲ့ရွာသားတွေတွေ့သွားတယ်။ရွာသားတွေကလူတိများတဲ့ယူမ来人啊！李铁柱家的疯婆要跑啊！ရွာထဲမှာစောင့်နေတဲ့ဖခင်ကိုနှိုးဆွလိုက်တယ်။ဖုံးကွယ်ထားတာပေါ်သွားတဲ့အခိုက်အတန့်မှာမိခင်ကတော့ပိုလို့တောင်ကြည်လင်နေတယ်။ချက်ချင်းသမီးကိုတီးတန့်ထွက်ပြေးဖို့ပြောတယ်။ရှေ့ကိုပြေးသွားပဲနေလို့ဘယ်တော့မှနောက်ပြန်မလှည့်နဲ့မိန်းကလေးကတယောက်တည်းထွက်သွားဖို့ညှင်းဆန်တယ်။မိခင်နဲ့အတူတူသွားမှဖြစ်မယ်လို့တင်းခံတယ်။မိခင်တယောက်တည်းဒုက္ခရောက်နေတာကိုမထားချင်ဘူး။ဒီချိန်မှာပန်းသုံးပွင့်လှူဒန်းလိုက်တယ်။လောကမှာဝတ်ထားတဲ့ဒုက္ခအလုံးမြင်သာအောင်ဖြစ်ပါစေ။အရေးပေါ်ချိန်မှာရန်ချိန်ကမိန်းကလေးကိုအင်အားပြင်းပြင်းတွန်းလှဲလိုက်တယ်။တယောက်တည်းအသက်ဘေးကလွတ်အောင်ပြေးခိုင်းတယ်။ကိုယ်တိုင်ကကြံခဲ့ပြီးလူတိုင်းရဲ့အာယုံကိုဆွဲယူတယ်။မိန်းကလေးကမျက်ရည်ကိုတီးခံပြီးအင်အားစိုက်ပြီးရှေ့ကိုပြေးတယ်။စိတ်ထဲမှာအတွေးတစ်ခုပဲရှိတယ်။တေချာပေါက်လွတ်အောင်ပြေးရမယ်။လမ်းရှာပြီးပြန်လာပြီးအမေကိုကယ်မယ်။ရှုပ်ထွေးစွာထွက်ပြေးရင်မိန်းကလေးကအရေးပေါ်အနေနဲ့ဖြတ်သွားတဲ့ချန်ရွံချူချန်ကားတန်းထဲဝင်ပုံးလိုက်တယ်။ဒါပေမဲ့လိုက်လာတဲ့ဖခင်ကမရက်မနာဘူး那丫头肯定钻车里了，给我围起来！ကားပေါ်တက်ပြီးရှာဖွေဖို့တောင်းဆိုတယ်။ချန်ရွံကကုန်တင်ကားတန်းစည်းကမ်းကိုလိုက်နာတယ်။ရှာဖွေတာကိုရှင်းရှင်းလင်းလင်းညှင်းဆန်တယ်။ကားပေါ်ကအစိုးရစီပို့မဲ့တန်ဖိုးကြီးလက်ဖက်ချောက်ဖြစ်တယ်လို့ပြောတယ်။ဒါဟာတရားဝင်အစိုးရကုန်တင်ကားတန်းပဲ။တာမန်လူတွေမထိမကန်ရဘူးမပျက်စီးစေရဘူး။ဒါပေမဲ့စိတ်ဆွဲနေတဲ့ဖခင်ကလုံးဝနားမထောင်ဘူး။ရွာသားတွေကိုခေါ်ပြီးလမ်းပိတ်ဆို့လိုက်တယ်။ကားရှိမှတော့လှဲအိပ်ပြီးတားဆီးတယ်။ရှာဖို့မပေးရင်လမ်းမဖွင့်ပေးဘူးလို့ချင်းချောက်တယ်။ချန်ရွံရဲ့ကုန်တင်ကားတန်းခေါင်းဆောင်ကမြင်တော့လျှော့ပေးတယ်။ဖခင်တယောက်တည်းကားပေါ်တက်ပြီးရှာဖို့သဘောတူတယ်။ဒါပေမဲ့စီကန်း3ခုထားလိုက်တယ်။ပစ္စည်းတွေကိုမကန်ရဘူး။ပြိုပြဲမလုပ်ရဘူး။လူမတွေ့ဘူးဆိုရင်စီကန်းအတိုင်းအမွှေးတိုင်ထိုးပြီးတောင်းပန်ရမယ်။အဖေကလုံးဝတေချာနေတယ်။ချက်ချင်းဝမ်းသာနဲ့လက်ခံလိုက်တယ်။မစောင့်နိုင်တော့ဘူးနဲ့တိုင်ကား